ခိုင်စာသွင်းတေးလံတွင်တမြင်းဆောင်230ခွန်မှတင်ဆက်သည့်စာရေးဆရာဆွေလိုင်ဦးရဲ့ဝတ္ထုဇွဲသပင်ရှန်နေရဲ့ဇာညွန်းမောင်မောင်ညွတ်တင်ရဲ့စီစဉ်တင်ဆက်မှုကြားပတ်ခဲ့ဒုတိယပိုင်းအမလေးပါသွားပြီလေတို့ရှိပါသွားပြီလေပါသွားပြီဘယ်ဟိုပါသွားတာလဲဒီဆိုင်ကကောင်းလေးကလေပစ္စည်းဟောင်းဝယ်တဲ့ကလားလေးကိုလေဟဲ့အဲ့6ကျက်နဲ့ရောင်းလိုက်တယ်မလို့သိရင်နဲ့ဒုက္ခပါပဲဒါဖြင့်ဘယ်နဲ့လုပ်မလဲကိုပါခေအိုးဘယ်တက်နိုင်မလဲဟုတ်တော့ရန်ကုန်မြို့မှာရှိတဲ့ရှီးဟောင်းပစ္စည်းဆိုင်တွေမှာလိုက်ရှားမှာပေါ့ဘယ်လဲဘာလဲရှီးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်တွေ့လားကိုပါခေမတွေ့ဘူးရတာပြင်ဘူကျူစီကိုမောင်းဘာလို့ကျင်လို့ပါလဲရှင်ဘလူးရုပ်ကလေးခင်ဗျာဘလူးရုပ်ကလေးရှိပါတယ်ရှင်ရှိပါတယ်ကြည့်အောင်ခင်ဗျာကြည့်ပါရှင်ကြည့်ပါဟာခင်ဗျာဘလူးကအကြီးပဲဗျာကျွန်တော်တို့ကျင်တာသေးသေးလေးခင်ဗျာလက်ညှိုးလောက်ကလေးမဟူရနဲ့ထုထားတာမျိုးပေါ့ဗျာမရှိဘူးလားခင်ဗျာရှင်နေနောက်ကျသွားတယ်ဗျာဒီမိနစ်ပဲအဲ့ဒါလိုမဟူရနဲ့ထုထားတာမျိုးကလားတယောက်က100နဲ့လာရောက်နေလေဩမကြခင်ပဲလူတယောက်က150ပေးဝယ်သွားတယ်ကျမတို့ဆိုင်ကအများသိမ့်ယူပါဘူးရှင်သေပါတော့ဟာသေပါတော့အဲ့ဒီဝယ်သွားတဲ့လူကိုညီမမှတ်မိသလားခင်ဗျာဘာဖြစ်လို့ပါလဲရှင်ဟောဘာမှမဖြစ်လို့ပါခင်ဗျာဟုတ်လေသူ့လှုပ်စာသူ့ဘာလေးချက်ပြောနေပါလိသူ့လိပ်စာလေးဘာလေးမသိဘူးလားခင်ဗျာနေအောင်အယောင်ပြေစာထဲမှာကြည့်လိုက်အောင်မယ်ဟုတ်ကဲ့ခင်ဗျာကြည့်ပါဟောဒီမှာတွေ့ပြီဦးတိတ်လျောင်လာတာလန်းနဲ့ဒါပဲပါတယ်အိမ်နံပါတ်မပါဘူးလားခင်ဗျာအဲ့ဒါတော့ပေးမသွားဘူးရှင်ကျွန်တော်တယ်လီဖုန်းစကားပြောပြစီဟုတ်ကဲ့ပြောပါရှင်ကျေးဇူးပြုပြီးနားဆင်ပါရှင်အချိန်အနည်းငယ်အတော်တွင်မှာ XY80K လေယာဉ်ဟာရိုက်ကော်မြို့ကိုစတင်ပြန်တမ်းมาတော့မယ်အမြင့်ပေ13000ကပြန်တမ်းပြီးပြန်တမ်းချိန်မှာတနာရီဖြစ်ပါတယ်ခရီးသည်များမိမိတို့ထိုင်ကုန်မှာရှိတဲ့ကပတ်များကိုပတ်ထားကြပြီးဆေးလိမ်မတောက်ကြရန်မေတ္တာရပ်ခံပါတယ်ကျေးဇူးတင်ပါတယ်ရှင် Ladies and gentlemen in a few minutes our plane XY80K will be leaving for Loico ရှင်flying time တို့တခုပြောမယ်နော် will be 1 hourအဲ့ဒီတခုဟာတို့ဖို့အံ့ဩစရာများဖြစ်နေလားပဲဘာစကားမလို့အံ့ဩရမှာလဲကိုပါခေရီးစားစကားမဟုတ်ပါဘူးသွားစမ်းပါယူနွယ်အကြောင်းပါတို့ယူနွယ်အကြောင်းဟာလားဟုတ်တယ်သူ့ကိုတော့မမြင်ဘူးဒါပေမဲ့သူ့အကြောင်းကိုတော့ဖြစ်ရင်ကိုပါခေတော်တော်များများသိထားတယ်ဟာလားတကယ်တမ်းပြောရရင်ကိုအောင်ဟာယူနွယ်ကိုသိချစ်တယ်ယူနွယ်ကလည်းကိုအောင်ကိုတကယ်ပဲချစ်ပါတယ်လေဒီနေ့ကိုအောင်ဆိုတဲ့လူကိုဘခေသိလို့လားသိတာပေါ့ကိုဘခေစီမရှိတဲ့မဟူရဘလူးရုပ်ကလေးဟာကိုအောင်ပေးသွားတာပေါ့ဒါဖြင့်ကျူပြီးခံနဲ့ကိုအောင်ဘွာကိုအောင်မှာပဲတူယူနွယ်ဟာကိုအောင်နောက်ကိုလိုက်သွားတာလိုက်ကိုရောက်မှမဟာအမှားမှန်ကိုသိပေမဲ့အဲ့ဒီအချိန်မှာတောင်းစင်ကျုပ်လေးတွေကချီပြီးတုပ်ပြီးသားဖြစ်နေပြီလေညီမကြီးဒါနဲ့ကိုအောင်ဟာတထေးသားတယောက်စုသွားစမ်းပါဘယ်ကတထေးသားမှလဲအမှန်တော့ကိုအောင်ဘောဟာတောင်းချမ်းသူတွေနဲ့အဆက်အသွယ်ရှိတယ်သူတို့စီကလက်နဲ့တည်ယူပြီးတော့ဓမြတိုက်တယ်သူ့နာမည်ကဓမြဘိုးအောင်ရဲ့ဟုတ်တယ်တို့ရဲ့ညီမရီယူနွယ်ဟာဓမြဘုံနဲ့လိုက်ပြေးမြည့်တာဖြစ်နေတယ်ဒါပေမဲ့ပြင်လို့မရတော့ဘူးလွန်ပြီးသားဖြစ်နေပြီအခုသူဗမာလေးဘယ်သူလဲတို့ညီမယူနွယ်လी Froso sale မှာ Nasbin လုပ်နေတယ်လို့ဝန်ကောတော့ပြောတယ်ပြီးတော့သူဟာမပေါ့တော့ဘူးကိုလေးလက်ဝင်နဲ့နေစီလာစီတယ်ဒါဖြင့်သူ
ယောက်ျားကျူပြီးခံရတာကို तू သိလားဟင် အသိချင်မှသိမှာပါသားကလေးကိုပွေပြီးတော့က ကျမ သူ့လင်လူဆိုးကိုမျောချင်းမျောနေရှာမှာပေါ့ တနာစရာပါလားကိုပါခင် မေတ္တာဆိုတာကြောက်စရာရင်ပူစရာတနာစရာဝန်းနေစရာစိတ်မချမ်းမြေ့ပေါ်ရာအဲ့ဒါတွေအားလုံးပါတဲ့ခံစားမှုတွေပဲတို့ရဲ့အဲ့ဒီခံစားမှုကိုတို့မခံစားကြဘူးလား ဟွန်းအစကတော့ဟင်းအင်းပဲနောက်တော့အင်းဖြစ်လာတာ ဘာ တို့ကိုချစ်တယ် ရှင် တို့ကိုကျင်နာတယ်တနာတယ်ပြီးတော့အပြာရောင်မေတ္တာ1500နဲ့ချစ်တယ် သူမကောင်း ကောင်းပါတယ်တို့ရဲ့ကောင်းပါတယ်လူဟာအသေးနဲ့ပါ ဟမ် အဲ့ဒါလိုပဲကြားမှာလည်းအသေးနဲ့ပဲ အင်း လူဟာလူမကိုချစ်တယ်ကြားဟာကြားမကိုချစ်တယ်စားကလေးကြီးဟာစားကလေးမလေးကိုချစ်တယ်ရင်ကောင်းအထီးဟာရင်ကောင်းမလေးကိုချစ်တယ်မြင်ဘူးလားမလားမြင်ဘူးပါတယ် ဟိုမှာညီမလေးကြားသွားပါဦးမေတွား ကြားမသွားဘူးကြား ဒုက္ခပါပဲတော်ပြီကွယ်ကိုပါခင်နေတသိန်းလုံးစကားမပြောတော့ဘူးသိလား တကယ် စကားပြောရင်တနန်းချင်းတော့ ခပ်ဟိုမှာလီရင်မဲလာနေပြီဟိုလိုက်ကုန်တိတ်ခတ်ရောက်ဘူးလားယင် တနန်း ကောင်းပြီတာ နှစ်နန်း တော်ပြီကိုပါခင်နေစကားမပြောတော့ဘူး သုံးနန်း ကြည့်တော်ပါအရေးတယ်အခုတွေးရင်ထဲမှာလေဖေဖေအတွက်ဘလောက်ပူပင်နေရတယ်ဆိုတာကိုဘာခေသိရလားဒုမမီဟာဒုငယ်ငယ်လေးတွေကဆုံးခဲ့တယ်လေဖေဖေမြတ်တာကိုဒုတွေခံစားခဲ့ရတယ်ဖေဖေအတွက်ကိုဘာခေကိုအားကိုပြီးလိုက်လာတာကိုအခွင့်အရေးယူပြီးရေးစားစကားပြောနေတာမကောင်းပါဘူးရှင်ကိုဘာခေဟာအခွင့်အရေးသမားပဲ အချစ်ရေးသမားပါ ဟုတ်ပါဘူး လှလာလေးကိုမြင်သိချစ်တတ်တယ်လှလို့ချစ်တာပါသူကသိလှတော့သိချစ်သွားတာပေါ့ သူ့ကိုမချစ်ရင်ဒူညမယူနယ်လူမြစ်တာအလင်းခံထိမှကြောက်တယ် မနွေ အော် ကျွန်တော်အဲ့ဒီပဒင်းမထိုင်နေတယ်အဲ့ဒီဘက်ကရှုခင်းလေးတွေကိုငုံကြည့်ချင်လို့ လာလီစုတွေ ပါလေခမ ्या ကြီးကမကြည့်ဘူးလားဟုတ် ဘာကိုမကြည့်ရမှာလဲ ဩနေရာချင်းပြောင်းထိုင်လို့ပေါ့ဗျ ကြီးပါတယ်ကြီးပါတယ်ခမကြီးကရုံးရင်းမာလေးနဲ့တွဲထိုင်ခြင်းနေတာခမလေးကသိလှတယ်မလား ခောက်ထားစမ်းပါခမ ्या ကြီးမမနယ်ကိုရီးစားစကားပြောနေတာမဟုတ်လား မဟုတ်ဘူး ဒါဖြင့်ဘာတွေလဲတခါနန်းတို့အပြာရောင်မြစ်တာတို့ကျွန်တော်ကြားပါတယ်ဗျ ခမလေးကိုလည်းအဲ့လိုပြောခြင်းတယ်လို့ခမလေးအမကိုတိုင်မင်းနေတာပါ ဘာပြောလဲ ခမလေးကသိချစ်ဖို့ကောင်းတယ် ခမ ्या ကြီးနော်ခမ ्या ကြီးစကားပြောတာချစ်ပြော တကယ်ပြောတာပါလို့ဆိုနေမှာပဲခမကြီးရဲ့အသေးဟာဟိုဘာနဲ့တူတယ်လို့ဆိုရင် ဘာသေးလဲဝက်သေးလားအမဲသေးလားကလေးစားလားဈေးမှာပတ်ပြော ဟာမဟုတ်တာခမကြီးရဲ့အသေးဟာရေကန်လေးနဲ့တိတ်တူတာပဲ ဟုတ်လား ရေကန်ဟာကြာရှိမှတင့်တယ်တယ် အော် ကြာပရုံလေးလိုငုံလေးလှနေတယ်ခမလေးဟာခမကြီးရဲ့အသေးရေကန်ထဲမှာပွင့်လိုက်ဆမ်းပါလားခမလေးရဲ့ မပွင့်ဘူးဗျမပွင့်ဘူးဘယ်တော့မှမပွင့်ဘူးအဲ့ဒီရေကန်တဲ့ကိုပိုးတက်ဆေးတွေသွန်ချပစ်လိုက်မှာပေါ့ဗျ ဟာငါးရီသေးကုန်မှာပေါ့ တေးပါစေပေါ့ဗျတေးပါစေပေါ့ခမ ्या ကြီးပါတေးသွားရင်ပိုကောင်းတယ်အခုခမ ्या ကြီးပြောနေတာဘာစကားလဲသိလား သိသားပဲရီစားစကား ကျွန်တော်ကခလေးဗျ အလိုလေးလေဒါကြီးလားခလေး ဟုတ်တယ် ဒီရွယ်ကြီးလား ဘာလဲဘာလောင်းတာလဲ ခမလေးမှန်မကြည့်ဘူးလား မှန်ကြည့်တာများစမ်းလုံးလုံး ဟမ်အဲ့ဒီမှန်ထဲမှာဘာမြင်ရတယ်လဲ အိုးဘာမြင်ပေါ့ဗျခမ ्या ကြီးနဲ့မဆိုင်ပါဘူး ဟိုဆန်းရင်လို့ပြောတာပေါ့ဗျာတတ်နေမြတ်ဗျာခလေးဆို ကဲတော်စမ်းပါဗျာဘဲစုပ်ကြီးကောင်းလည်းမကောင်းခလေးကိုမုံပေးကြိုက်တယ်ဆိုတာခမ ्या ကြီးလိုလူမျိုးပေါ့ ရော့ချိုချင်း ဘာလို့ဖို့လဲ စုပ်ဖို့ ခမ ्या ကြီးညစ်ပါတယ်နော် လေးမြန်မှာမုံမရှိဘူးချိုချင်းပဲရှိတယ်ချိုချင်းပေးမယ်ကွယ်နော်ကလေးဘာဖြစ်လို့ပုံချတာလဲပေးချိုချင်းပြန်ကောက်ပြီမ ခမ ကြိုက် ्या ချင်း ကြီးခလေးလိုပဲနော် ကောက်ပေးရမှာပဲခုပြန်ကောက်ပေး မကောက်ပါဘူး မကောက်ချင်နေပေါ့ကိုယ့်အကူကောက်မှာပေါ့ ကောင်းတာပေါ့ တွေ့တယ်မလားဟောဒီမှာ ခမ ्या ကြီးမကောင်းနော် ဟ
ဘာဖြစ်လို့လဲခမရလေးပြောသ ။ မှာ ဘာဖြစ်ရမှာလဲဗျ။ခမည်းကြီးငရက်နှကောင်ဖမ်းနေ။လှေနာနှစ်ဖက်နင်းနေ ဓာတ်လီမြန်မာနော်ရေကန်လည်းမရှိပါဘူးငရလည်းမရှိပါဘူးငမရတာလည်းမရှိပါဘူးလေဘယ်နဲ့ဟာလဲဘာတွေချက်ပြောနေတာလဲ ။ခမည်းညာမနေစမ်းပါနဲ့ဗျာ။ကျွန်တော်ကြားပါတယ်အကုန်လုံးကျွန်တော်ကြားပါတယ်။ကျွန်တော်6နားထောင်နေတာ။ခမည်းကြီးမမကိုရီးစားစကားပြောနေတာမဟုတ်လား။ဟမ်ပြောစမ်းပါဖြေစမ်းပါ သူ့မေးကြည့်ပါလား ။မေးကြည့်လို့ဖြစ်မလားဗျ။ तू ကခမည်းကိုကြီးနေတာ哦။ကဲတော်တော့ဗျာတော်တော့ခမည်းကြီးစက်မပြောရင်ကောင်းမယ် ကဲမပြောတော့ပါဘူးခင်ဗျာဘာမှမပြောတော့ဘူးစကားပြောရင်တနန်းကြီး ။ဘာ တနန်း တနန်းဆိုတာဘာလဲ နှစ်နန်း ခမည်းကြီးနော်ကျွန်တော်ကြောကိုတအားထုတ်ပြလိုက်မှသိလားဟွန်း သုံးနန်း ဘဲစုပ်ဘဲနာ ကျေးဇူးပြု၍ ဟော ဆင်ပါရှင် ဟောဟော ကျမတို့လေရင်မကြာမီအချိန်အတွင်းရိုက်ကော်လေးစိတ်ကိုဆင်းသက်ပါတော့မယ်မိမိတို့ထိုင်ကုန်မှကပတ်များကိုပတ်ထားကြစီလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ် ခမည်းနာမည်ဥစဘူးကျော်ခမည်းနာမည်ဥစဘူးကျော်ကျုံနာမည်6ကျုံနာမည်6ခမည်းကျုပ်စကားကိုနားထောင်ရမယ်ကျုပ်အမိန်အတိုင်းလုပ်ရမယ်ကျုပ်ပြောခိုင်းတာပြောရမယ်နားလေလေဟုတ်ပြီခမည်းအနားယူရမယ်ဥစဘူးကျော်ကောင်းကောင်းအိတ်လိုက်ပါကျုပ်ပြောတာနားလေသလားခမရအိတ်ရအိတ်တော့အာရပါရအိတ်တော့ ဟင်နင်းဘယ်လိုလဲကျုပ်ဘယ်ရောက်နေတာလဲ ဥစဘူးကျော်ခမရရန်ကုန်နဲ့မိုင်ပေါင်း100ကျော်ဝေးတဲ့အချုပ်ခန်းထဲမှာရောက်နေတယ်လေ နင်းကဘာကောင်လဲ ချောင်းကျုံနာမယ်ချောင်းတဲ့ခမရကိုစာကြည့်ကန်းထဲမှာတနတ်တင်နဲ့ရိုက်လိုက်တဲ့ချောင်းလေ အခုငါဘယ်ရောက်နေလဲ စလောင်း ဘာ အလောင်းဖရာရဲ့တာရမော့စစ်ကြောင်းတဲကစလောင်းရွာလေဒါဆိုဥစဘူးကျော်မှတ်မိပါလိမ့်မယ်ဗျာလွန်ခဲ့တဲ့တစ်နှစ်လောက်ကဥစဘူးကျော်ရောက်ခဲ့တဲ့စလောင်းရွာကြီးနားကကြောက်ကူကြီးတစ်လုံးပေါ့ ငါကူဘာလောက်ကြမလို့ဒီကိုခေါ်လာတာလေ ခမည်းကိုဒီကိုခေါ်လာတဲ့အကြောင်းရင်းကတော့မဟူယာဘလူးရုပ်ကလေး3ရုပ်ရဲ့လျှို့ဝှက်ချက်ကိုအဖြေထုတ်ပေးဖို့ပါပဲဗျာ ဘာကွာ ဗျာဒလတလဘန်းတမိန်တော်ဆိုတဲ့ဘလူးရုပ်ကလေးတွေဒါတွေကအခုကျုပ်တို့လက်ထဲပြည့်ပြည့်စုံစုံရောက်နေပါပြီဥစဘူးကျော်ရဲ့ဟေးပစ္စည်းတွေယူခဲ့ လာပါပြီဆေးရ ခမည်းဟာဒီအယုတ်3ရုပ်ရဲ့လျှို့ဝှက်ချက်ကိုသိထားတဲ့လူပဲဥစဘူးကျော်သူတို့အကြောင်းကိုသိထားတဲ့လူဟာဟောဒီလောကကြီးမှာခမည်းကြောက်ပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလျှို့ဝှက်ချက်ကိုရေးထားတဲ့ကြေးပရပိုက်ကိုခမည်းတယောက်တည်းဖတ်ရလို့ပါပဲဗျာ ကြီးပရပိုက်မှငါမှမရှိတော့လားပုံညောင်းလေးကိုကြသွားပြီကွာ ဟာဒီလိုပဲရလိမ့်မလဲဥစဘူးကျော်ရဲ့ကျုပ်တို့ဟာဒီအယုတ်ကလေးတွေရဖို့နှစ်ပေါင်းများစွာရှာဖွေလေ့လာခဲ့ရတယ်ငဲတွေ့မဲ့တွေ့တော့ခမည်းကမမျှော်လင့်ပဲသွားတွေ့ခဲ့တာဟုတ်ဗျ ငါစီကအောင်ရည်ဓမြတိုက်ပြီးယူသွားတဲ့အထဲမှာအဲ့ဒီအယုတ်တွေပါသွားလေကွာကြီးပရပိုက်ကိုသူ့ဝဲပုံညောင်းလေးကိုလွတ်ပြစ်ခဲ့တာ ဟုတ်မှာပေါ့ဥစဘူးကျော်အောင်ရအဲ့ဒီအချိန်တုန်းကဒီအယုတ်ကလေးတွေရဲ့တန်ဖိုးနဲ့ကြေးပရပိုက်ရဲ့အသုံးဝင်ပုံကိုမှဘာမှမသိသေးတော့ကျုပ်တို့ရအောင်ရဲ့စီကနှုတ်ရခဲ့တယ်အောင်ရလူလေကြပြီးဘလူးရုပ်တရုပ်ကိုဖွက်ထားခဲ့တယ်ကျုပ်တို့ကမပေးခဲ့ဘူးဗျမပေးခဲ့ဘူး โอ้ဒါကငါမသိဘူး ထားပါလေထားပါအခုသိပြီမဟုတ်လားဥစဘူးကျော်
အောင်ရဲခေါ်အောင်ဘောဟာသူ့အမှုမှာသေတံကလွဲပြီးဘာမှမရှိတော့ဘူးဆိုတာသိသွားတာနဲ့တိုက်ကာဘက်ကဲဆိုတဲ့ဂျိုးသမားတယောက်ကိုဟောဒီအယုတ်ကလေးပေးခဲ့တယ်အဲ့ဒီတိုက်ကာဘက်ကဲရဲ့မဟူရာဘလူးယုတ်ကလေးကိုခမည်းရခဲ့တယ်ခမည်းစီကတဆင့်ကျုပ်တို့ရခဲ့ပြီခမည်းကိုလည်းဒီအယုတ်ကလေးတွေကအဖြေထုတ်ပေးဖို့ဟောဒီအတိအပိမန်းခံပြီးခေါ်လာတာပဲဥစပူကျော်ပြတ်တလတလပန်းနဲ့တမိန်တော်ရဲ့မူရင်းနေရာတွေကိုကြေးပရပိုက်ထဲမှာရေးထားပါတယ်သူတို့သုံးဦးကိုနေရာချပေးပါသူတို့သုံးဦးရဲ့ရာဇဝင်ကိုလည်းခမည်းသိပါတယ်ဗျာဒါတွေဟာကျွန်တော်တို့ဘိုးဘွားဘီဒင်လက်ထက်ကလေးကတည်ရှိခဲ့တဲ့လျှို့ဝှက်ချက်တွေပါရာဇဝင်မှာစာတင်သွားတဲ့အဖြစ်အပျက်တွေနဲ့ဆက်ဆက်နေပါတယ်ဥစပူကျော်အိုးငါမသိဘူးဘာမှမသိဘူးကောင်းပြီလေမသိဘူးဆိုရင်လေကျုပ်ကသိအောင်လုပ်ပေးရတာပေါ့ဥစပူကျော်ရဲ့ဟေးကျော်ရဲ့ငါမတန်တော့ယူသွားစမ်းဟုတ်ကဲ့ဆရာဒီမှာကြည့်ပါဥစပူကျော်ဒါတွေဟာဘလူးရုပ်သုံးရုပ်အခြေခံရာဇဝင်တွေပဲခမည်းကိုလေ့လာစဉ်းစားဖို့တည်းရဲ့အချိန်ပေးမယ်ပြီးတော့မှခမည်းစိတ်ကိုဆုံးဖြတ်ပါကျုပ်တို့တွေဟာတခါတရံရင်ကျေးသိမ်မိသလိုတခါသူမတူအောင်ရက်ဆက်တတ်တဲ့သူတွေဖြစ်ပါတယ်ဥစပူကျော်စုလနာကနှစ်သာသနာ2280အဝဘိမဟာရာဇဓိပတိဥယီတော်ကိုပကံမင်းသားတော်တစ်ပါးဖြစ်ပေါ်ယဟန်တော်တစ်ပါးကိုဟန်တာဝရီအကြီးအကဲဖြစ်တင်မြှောက်ထိုယဟန်တော်သည်လူဝတ်လဲပြီးတမိန်ထောဟူသောဘွဲ့အမည်နှင့်ဟန်တာဝရီကိုအုပ်ဆိုးသည်အိုတမိန်ထောဟုတ်ပြီအဝဘိရင်သည်တမိန်ထောကိုတတ်စေလွှတ်၍နှိမ်နင်းခဲ့တော်လဲတမိန်ထော၏အံ့ဘွယ်တရေအစွမ်းထက်မှုကြောင့်တက်ဆန်၍သွတ်ခွာသွားရတမိန်ထောသည်သူ၏စင်တတ်မှတိုင်းရင်သားမူအရာရှိတဦးအားအက္ခမဟာသေနာပိဘွဲ့ဖြင့်တိုင်းပြည်အုပ်ချုပ်ရန်ခန့်ထားတော်မူသူ၏သမီးကိုလည်းမိဖုရားမြှောက်သည်ထိုစင်တတ်မှအရာရှိအမည်မှာဗျာဒလဗညာဒလဖြစ်သည်ဟာဟုတ်ပြီဒီမှတ်တမ်းတွေကဗျာဒလဆိုတာရာဇဝင်တွေကဗညာဒလပဲဖြစ်မယ်ဗျာဒလတမိန်ထောကိုပုံကန်၍ဟန်ပါဝရီထင်းနှန်းကိုသိမ့်ပိုက်သောအခါတမိန်ထောသည်နောက်လိုက်အနှင်းငယ်ဖြစ်အာယုဒ္ဓယမြို့သို့ထွက်ပြေးတင်းရှုံခဲ့သည်ဗျာဒလဗညာဒလဟန်ပါဝရီဘရင်ဘွဲ့ကိုခံယူ၍ညီတော်ဖြစ်သူအားဒလပန်းဘွဲ့အမည်ဖြင့်အကြည်အမှုခန့်တမိန်ထောဗျာဒလဒလပန်းမဟူရာဘလူးယုတ်လေးသုံးခုဒီအယုတ်ကလေးတွေဟာမြမရာဇဝင်မှာအထင်အရှားရှိခဲ့တဲ့အဖြစ်အပျက်ကိုစားပြုတ်ထားပါလားတော်အံ့ဩဖို့ကောင်းတဲ့အကြောင်းအရာဗျာသာသနာတော်2294ခုနှစ်တွင်အင်းဝနေပြည်တော်ဗညာဒလလက်သို့ရောက်မုစိုးဘုံရွာကြီးဦးအောင်စေရသည်ဗညာဒလကိုအညံ့မခံပြီသူသည်နောက်လိုက်40ကိုစုဆောင်းပြီးအခွန်အထုပ်လာကောက်သောဗညာဒလတပ်သားများကိုတိုက်ခတ်၍အောင်ပွဲခံလိုက်ဒီနေ့ဥစပူကျော်ကြည်စမ်းဒီရုပ်တွေကိုကြည်စမ်းမြင်ပါပဲအဲ့ဒါဘာဖြစ်ရမှာလဲဒီအယုတ်သုံးခုကိုတေးသေးချာချာစစ်ဆေးတဲ့အခါတစ်ခုကအတူကြီးဖြစ်နေတယ်ဗျဖြစ်နေတယ်ဟာအတူလားအစ်စ်လားငါပဲသိမလဲခမရဘက်ခက်စီကမဟူရာဘလူးရုပ်တစ်ခုရခဲ့တယ်မို့လားဟမ်ဖယားသူ့စီကငါဘာမှမရခဲ့ပါလားဘလူးလည်းမရဘူးပရဲလည်းမရဘူးခမရညာတာဟာငါကဘာလို့ညာရမှာလဲအောင်ပေါ်ဟာငါစီကဘလူးရုပ်3ခုကိုရသွားခဲ့တစ်ခုကငါစီမှာကြံခဲ့ဟုတ်တယ်ကျုပ်တို့အောင်ဘောစီကမြုပ်ရခဲ့တယ်
တရုတ်ကအောင်ဘောစီပါသွားခဲ့တယ်အဲ့ဒါခမည်းတိုက်ကားဘက်ကဲစီကရခဲ့တာမဟုတ်လားဟင် မဟုတ်ဘူးငကိုထဲကငါစီမှာရှိနေတယ်လို့မင်းကိုငါဘယ်နှခါပြောရမလဲချောင်း ဒါဖြင့်တိုက်ကားဘက်ကဲအတွက်ရှင်းတွေဘာတွေငှားပြီးထောင်ထဲကဆွဲထုတ်တာဘာသဘောလဲဟမ်တိုက်ကားဘက်ကဲဆိုတာခမည်းတပည့်မဟုတ်လားထောင်ကထွက်တဲ့နေ့မှာခမည်းသမီးကိုယ်တိုင်ကားနဲ့ခေါ်လာတာရောဘာသဘောလဲဗျာဟမ် ဒါကတော့ငါသဘောနဲ့ငါလုံနိုင်ခွင့်ရှိတာပဲသူ့ကိုငါစိတ်ဝင်စားတယ်သူဟာအမှုစစ်နေတုန်းအချိန်မှအောင်ဘော်ရဲ့အရင်ကြီးဆုံးမိတ်ဆွေဒါကြောင့်သူ့ကိုငါတွေ့ချင်တယ်သူ့စီကအောင်ဘော်အကြောင်းကိုငါသိချင်တယ်ဘာဖြစ်လို့လဲဆိုတော့အောင်ဘော်ဟာငါသမက်ဖြစ်နေလို့ပဲချောင်း ဟမ်ဒီလိုဆိုတိုက်ကားဘက်ကစီမှာမဟူရဘလူးရုပ်လေးတယောက်ရှိနေအောင်မှာပေါ့ဗျာဟမ် အိုးရှိချင်းရှိမှာပေါ့သူ့ကိုမေးကြည့်လေ ဆရာ ဘာလဲမော်ရ လိုက်ကောကလင်းလာပါလေဆရာ ဘာတည်းလဲကွာ ဟိုကောင်တွေရောက်နေပြီရဲ့ ဘယ်ကောင်းလဲဘာတူလဲ ဘတ်ခက်ကြားဘတ်ခက် ဘက်ခေ ဟေး မင်းဘယ်ကနေဘယ်လိုရောက်လာတာလဲကွာ အေးငါမင်းအိမ်မှာတဲမလို့လှမ်းမောင်ကြီး ဟာတဲယုံနေမကဘူးတိုက်သူတို့က ငါကြီးစားလေကွာသမီးစားဟာနီမူထွက်လာတာ ဟင်ဟိုမင်းစားကအကြီးလားအငယ်လား နှစ်ယောက်စလုံး ဟိုက်မိုက်လာကြီးလားဘက်ခေဟာကဲအေးစစ်စစ်အနားကြီးကြောင် အေးအနားကြီးလို့မဖြစ်သေးဘူးငါခီးဆက်ရအောင်မယ် ဘယ်ကိုလဲ ဖရူဆိုကိုကဲခင်ဗျားတို့ညီမအေးစေးအနားယူကြအောင်ကိုတော့ဖရူဆိုကိုသွားလိုက်အောင်မယ်ရီယူနယ်နဲ့တွေ့ဖို့ကအင်တာရေးကြည့်ပါတယ် တူလေးလိုက်မယ်လी ကျွန်တော်လည်းလိုက်မယ်နော်ကျွန်တော်လည်းမနေခဲ့ဘူး အပါတဲပိုင်ရဲ့ကောင်မလားဝေး ယူနွယ် ရှင် ဓမ္မကြည့်စမ်းဒါပါလေ ဘလူးရုပ်ကလေး၃ရုပ်ကိုအောင်ဒါဘယ်ရရတာလဲ ကိုအောင်ဘယ်သွားတယ်ဆိုတာຫນွယ်ကသိရသားနဲ့ကွာ ကိုအောင်ဓမြသွားတိုက်တာမလားယင် ဟုတ်တယ်ຫນွယ်ဒါပေမဲ့ပိုက်ဆံများများတော့မပါပါဘူးဒီဘလူးရုပ်လေး၃ခုနဲ့ကြေးပရပိုက်တစ်ခုပဲသူ့နာမည်သိရင်ຫນွယ်အံ့ဩသွားလိမ့်မယ် ဘာဖြစ်လို့လဲကိုအောင် ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူကြီးကရှေးဟောင်းသူ့တေသနာပစ္စည်းတွေကိုရှာသလိုသူ့ရဲ့ပျောက်ဆုံးနေတဲ့သမီးလေးကိုရှာတာ ဘာ သူ့နာမည်ကဦးစပြူကျော်တဲ့ ဖေဖေ ဟုတ်တယ်နှွက်ဖေဖေပဲကိုအောင်လည်းအစတုန်းကတော့လုံးဝမသိဘူးနှွက်ဖေဖေကိုအောင်မြင်မှုတာမှမဟုတ်ပဲသူ့မှာဘာပစ္စည်းမှမပါဘူးသူ့သမီးလေးရီနွယ်ကိုလာရှာတာပါလို့ပြောမှနှွက်ဖေဖေမှသိရတာအောင်ဘာမှမလုပ်ဘူးသူ့စီကဘလူးရုပ်ကလေး၃ခုပဲယူလိုက်တယ် ဖြစ်မဖြစ်ရလေဖေဖေရဲ့ မငိုပါနဲ့ຫນွယ်ရဲ့မငိုပါနဲ့ຫນွယ်ရန်ကိုပြန်လိုက်သွားခြင်းသလားဟမ် ဒါနုံတွေကိုနှင်းနေတာလားကိုအောင်နွေကိုနှင်းနေတာလားပြောသမှာနွေဟာကိုအောင်ကိုနှလုံးသားအပြည့်နဲ့ချစ်ခဲ့တာပါချစ်ခဲ့ရလို့လဲဓမြမရလူစိုးမရဖြစ်ခဲ့ရတာအချစ်မှလူစိုးလူကောင်းမရှိဘူးကိုအောင်ဟာဘာပဲဖြစ်နေနေနွေကတော့ချစ်နေမှာပဲသိရလားလူစိုးလူညာကြီးရဲ့ ကိုအောင်နှွဲ့ကိုစင်းစင်းနဲ့နေရမကြည့်လို့ပါချစ်ရဲ့တိတ်ပါနော် ဒီမှာကိုအောင် ဟမ် ကိုအောင်ရဲ့ရင်သွေးနွေစီမှာရှိနေပြီသိရလား ဟမ်တကယ်လား တကယ်ပေါ့ အမလီဝင်းသားလိုက်တာနှွဲဟာဝင်းသားလိုက်တာသားလေးဖြစ်ပါစေဗျာသားလေးဖြစ်ပါစေကိုလီနှွဲ့ကိုပူချစ်သွားပြီသိလားပူချစ်သွားပြီ အိုးဒီစမ်းမဒီဘလူးရုပ်ကလေးတွေကဘာလဲယင် အော်ရှေးအောင်ပစ္စည်းတွေဆိုပါတော့နှွဲ့ဒီရုပ်လေးတွေဟာတိတ်တန်မိုးရှိတယ် အော် သူ့ကိုရှာနေတဲ့အဖွက်ထွက်ရှိတယ်ကွာသူတို့ကိုပြန်ရောက်ရင်1 သိန်းဆိုလဲဟုတ်2 သိန်းဆိုလဲဟုတ် ဟာလား ဟုတ်တယ်
အဲ့ဒီလောက်တန်ဖိုးရှိတယ် ဘာဖြစ်လို့လဲ ဟောအဲ့ဒါကတော့ကိုကိုအောင်အတိအကျမသိဘူးနွယ်ဒီဘလူးရုပ်တွေကိုလိုက်ရှာနေတာကြာလှပြီ ဘသူတွေကလဲ မဲအောင်စွမ်းကလူတွေပဲကိုကိုအောင်စီကိုတောင်းညမ်းသူတွေနဲ့ပေါင်းပြီးရှာနေကြတာကြာပြီ အော် အဲ့ဒီတဲကနှစ်ရုပ်ကိုတော့သူတို့ကိုရောင်းလိုက်မယ်ကွာ ကြံတဲ့တရုတ်ကဘာလို့ဖို့လဲ ဩလူလူမဲမဲသိမ်းထားရမှာပေါ့အဲ့ဒီရုပ်လေးတွေကအရေးကြီးပါတယ်လှုပ်ဝက်ချက်တွေဖြစ်နိုင်တယ်လေ အော်ရဲအော်ရဲဟေးအော်ရဲ ဟောအင်းရှိကခေါ်နေတာဘာလို့လဲမသိဘူးဟာပြောရင်းဆိုရင်သူတို့လာနေပြီနော် ကိုအောင်တတိထားနော် အာဘိုးကြီးတို့ပါလားကြွပါခင်ဗျာကြွပါ မင်းပွန်ချောမှာအဖိုးကြီးတယောက်ကိုတညတိုက်ခဲ့လို့လားအော်ရဲ ဟုတ်ပါတယ်ဘိုးကြီး ဘာတွေရလိုက်တယ်လဲ အာသူတို့စီကဘလူးရုပ်လေးတွေပဲရလိုက်ပါတယ်ခင်ဗျာ တန်မာလဲ ဒီမှာပါဘိုးကြီးဒီမှာပါ ကြေးပရိုက်ကောမပါဘူးလားကွာ ကြေးပရပိုက်လားဘာလားတော့မသိဘူးခင်ဗျာကြေးပြားတစ်ခုတော့တွေ့တယ်ကျွန်တော်လဲငွေမရလို့ဒေါသဖြစ်ဖြစ်နဲ့ပွန်ချောင်းထဲကိုပြစ်ချလိုက်တယ် ဟာဒီအယုတ်ကနှစ်ခုတည်းလား ဟုတ်ပါတယ်နှစ်ခုတည်းပါ သုံးရုပ်ရှိရမယ် ခင်ဗျာ ဒီလိုဆိုရင်မင်းတညတိုက်တဲ့အဖိုးကြီးစီမှာတရုတ်ကြံနေရမယ်အဲ့ဒါတဲ့အရေးကြီးတာကကြီးပြပဲကွာမင်းတော်တော်မိုက်တဲ့ကောင် ကျွန်တော်လဲတန်မိုးရှိမှမသိလို့ပါခင်ဗျာ အဲ့ဒီဘလူးမျိုးကိုငါယူမယ် အာ မင်းငွေယူမလားလက်နဲ့ယူမလားအောင်ရင် အော်ဟမ်သူ့ကိုဘာပေးပြရကဲချောင်းဒီအယုတ်နဲ့ကိုယူခဲ့အောင်ရကမနေ့ဖန်တို့စခန်းကိုလာကွာဟုတ်လား ဟုတ်ကဲ့ မင်းကြိုက်တာရစေမယ်ကဲငါတို့သွားမယ် ဟုတ်ကဲ့ ကိုအောင် ဟမ် သူတို့ပြန်သွားကြပြီလားဟင် ပြန်သွားပြီနွယ်ပြန်သွားပြီပြန်တဲ့အယုတ်ကလေးကိုဝလုံးကောင်းနဲ့ဖွက်ထားရအောင်နော် ပြစမ်းမအောင်ကိုအောင်ရေဒီမှာလဲစာရီရေးထားတယ်ဗါတဲ့ တလက်ပန်းတဲ့ အဲ့ဒီလိုနဲ့အဲ့ဒီညညမှာပဲကိုအောင်ရဲ့တပည့်တယောက်ကတစ္ဆာဖောက်ပြီးကိုအောင်စီမှာမဟူရရုပ်ကလေးတယောက်ရှိသေးတယ်ဆိုတာကိုတောင်းညမ်းသူဘို့ကိုတွားပြီးသတင်းပေးလိုက်တယ်လေတပုံတွေလဲဝိုင်းရောကိုအောင်နဲ့ယူနွယ်ဟာခွေးပြေးဝက်ပြေးပြေးခဲ့ရတာပေါ့ အိုးမမကြီး ဟုတ်တယ်ယူနွယ်ဟုတ်တယ်ယူနွယ်ရဲ့အဖေဟာမူရဘလူးရုပ်ကလေး၄ခုကိုရခဲ့တယ်အဲ့ဒီထဲကရုပ်ကလေးတစ်ရုပ်ကအတုအဲ့ဒီ၄ခုထဲကယူနွယ်ခင်မွန်းက၃ခုကိုရသွားတယ် အော်အော် အဲ့ဒီ၃ခုထဲက2ခုကိုတပုံနေရသွားတယ်အခုယူနွယ်ရဲ့အဖေဟာမဟူရဘလူးရုပ်ကလေးတစ်ခုနဲ့အတူဒီကိုရောက်နေတယ်လို့သတင်းရပါတယ်ယူနွယ်ဖေဖေပျောက်သွားတာအဲ့ဒီဘလူးရုပ်ကလေးတွေနဲ့ဆက်ဆက်နေတယ် ဟုတ်လား အဲ့တော့ယူနွယ်ကဆက်ပြောပါဦး ဆက်ပြောပါအောင်မမ ယူနွယ်နဲ့ကိုအောင်ဟာတောထဲကနေပြီးကျိုးစုပ်ကိုထွက်ပြေးခဲ့ကြတယ်လေ အော် ဒါပေမဲ့သူတို့ရန်ကမအေးလို့ကိုအောင်ဟာရုပ်ဖြဲပြီးရန်ကုန်ကိုလက်ပြေးမှာဓမြမှုနဲ့အဖမ်းခံရတာပါပဲ ကဲညီမတို့၃ယောက် ဖျား ပျောက်နေတဲ့အဖေကိုပြန်ရှာဖို့ကအရေးကြီးပါတယ်လေယူနွယ် ဟုတ်ကဲ့ နော်အဲ့ဒီတော့ကအရင်ကယူနွယ်တို့စခန်းကိုဘယ်လိုသွားရတယ်ဆိုတာကိုပြောပြပါလား အကူက တိုက်ကပါကပါယူနွယ်ရဲ့အမနီနီနုနွယ်နဲ့စစ်ဆက်ထားတဲ့သူမဟုတ်ပါဘူးជីជីစုသွယ်ရဲ့ရီစာလည်းမဟုတ်ပါဘူး ခမကြီးနော်ခမ ကြည်စ ကြီး မ်းကြည်စမ်း ခမကြီးဒီတောင်ကွဲစီဒီဘောကနေကြည့်လိုက်စမ်းမအောင်ကရားပြည်နေကြီးကတိတ်တာရတာပဲနော်ဗျ ဟုတ်တယ်ဒီကန္တရဝရီဟာဘယ်ဒေသနဲ့မှမတူအောင်လှပေမဲ့ဒီလှပါတွေဟာလူတစုကြောင့်ပျက်စီးတယ်လို့ဖြစ်နေတယ်။ตายရလာတဲ့ဒီတောဒီတောင်တွေဟာမောင်ခိုသမားတွေရဲ့စကြက်မောင်ခိုလမ်းကြောင်းတွေအဖြစ်ရောက်နေကြတယ်။ပွန်ချောင်းဘက်ကနေပြီးတော့ကနိုင်ငံခြားကိုသွားတဲ့လမ်းဒီအများကြီးပဲ ဟလာ ဒီလမ်းတွေကိုလုံးဝပိတ်ဆို့ဖို့ဆိုတာကလည်းလက်တွေ့မှာတော့တကယ်တော့မလွယ်ဘူး အင်ပေါ်လီအင်ပေါ် အဲ့ဒါကြောင့်မလို့လေမြန်မာရဲ့ရှေးဟောင်းအမွေနှစ်တွေယဉ်ကျေးမှုလက်ရာတွေကြောက်မြင့်ရနာတွေဟာနိုင်ငံခြား
အေခန်းတို့အိခန်းတို့ရေချိုးခန်းတို့ရောက်ကုန်တာပေါ့ဒါတွေဟာခြေတော့ပေါက်ပြီးတော့ကရောက်သွားတာမှမဟုတ်ပဲမောင်ခုလမ်းကြောင်းတွေရှိနေလို့ ဒါပေါ့ မောင်ကိုလမ်းကြောင်းတွေကအများကြီးပဲလား အဲ့ဒီတောင်တန်းကြီးတွေရဲ့ဟိုမှာပဲတန်လွင်ရှိတယ် อืม တန်လွင်ဟာလှသလောက်တန်လွင်မြေကမ်းပါဟာမလှဘူးလူကောင်းသူကောင်းတွေရှိသလိုလူဆိုးလူမိုက်တွေလူနေတွေပဲမောင်ကိုစခန်းနေလဲမှုလူပေါက်နေတယ်မောင်ကိုလမ်းနေလဲငွေလီငွေကောက် အဲ့ဒီလမ်းတွေကိုကိုဘခေတိလာရင်ဖေဖေကိုဖမ်းသွားတာအဲ့ဒီလမ်းနေလိုက် ဟုတ်တယ် အော် ဒီကနေတော့ရင်နေကြကိုရောက်တယ် နေကြ တစ်ဖက်နိုင်ငံကမှောင်ကိုဈေးကြီးကိုရောက်နိုင်တဲ့လမ်းတွေအများကြီးပဲ ဒါနဲ့ကိုဘခေကထမ်တီနေသားဆို ဟုတ်တယ်လေ ဒါပေမဲ့ကိုဘခေပြောပုံဆိုပုံနေရတရားပြည်နေသားလို့ပဲနော် ဟောတို့ကဒီနယ်မှာအကြာကြီးနေဘူးလေ ကိုဘခေကဒီမှာဘာလုပ်တာလဲ မုတ်ဆိုး အော် ဖြီးမနေစမ်းမနေဗျာယုံပါလိမ့်မယ်အားကြီးဒီမှာခမည်းကြီးဟာတခုခုပဲဗျအဲ့ဒီတခုခုဟုတ်ရင်တော့ခမည်းကြီးဟာမောင်ခိုသမားပဲ အမလေးဗျာအမလေးလေးမောင်ခိုသမားတဲ့မဆွဆွဲပါနဲ့ခင်ဗျာမောင်ခိုသမားလို့တော့မဆွဆွဲပါနဲ့ကဲလားဆင်းကြစို့ဒီမျိုးဟာလေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမကြီးဦးစီရီပြီးခဲ့တဲ့မျိုးတဲ့စီရီဒေါ် မလီတော်ပါစကားပြောင်းမပြစ်ပါနဲ့ရှင်တို့တော့ကိုဘခေကိုကြောက်လာပြီတိလား ကြောက်ရင်ဘာလို့ခေါ်လာသေးလဲ ဖေဖေအတွက်ပေါ့ ကဲဒါဖြင့်လည်းဆင်းကြစို့ကိုဘကရှိကဆင်းမယ်နော် ဟုတ်ကဲ့ ဒါမှအမိတို့ချေချော်ကြလာရင်အလိုက်တင်စီးပြီးတော့ပို့ရမှာဖြစ်ဖြစ်ဆင်းရနော်လင်းကြရင်ကျုပ်ကနိုင်ညီမနိုင်မှာ ဘာဖြစ်လို့လဲဗျ ခင်ဗျားတို့ညီမနှစ်ယောက်ကအောက်ပိုင်းဝိတ်တွေသိမ့်များတယ် ခမိုင်းတော့ ကြည့်ပါလားကိုဘခေနော် နောက်လှည့်မကြည့်နဲ့ကိုရမ်းမြောက်ထား ဟာ ညီမလေး မင်းတို့ဘာလို့ကျင်းလဲ ကူထဲကိုဝင်စမ်း ခင်ဗျာ ကူထဲကိုဝင်စမ်းလို့ပြောနေမကြောက်လားဝင်လေ ကိုဘခေစီချနော် တွေ့လားကူပွင့်သွားမယ်ဟဲ့ကောင်မင်းတော့ဘာလုပ်လဲဟာကူကြီးနေရလားလို့ ကဲတို့ရေဖိုက်ပေတော့ဖိုက်ပေလားကျေးဇူးပဲတို့ပြေးလိုက်ကြတာတန်းနေတာပါပဲလားဒီစား ပိုင် ဘယ်ဆိုးလို့လဲဗျခင်ဗျားတို့အတွေ့အတဲမိပါလား မေမစိုးတာကိုဘခေပါသူသာຫນွေကျူးတွေကိုဆွေးချလို့မြေကြီးတွေပြိုမကျလိုက်ရင်တို့ဘာမှတက်နိုင်မှာမဟုတ်ဘူး ဟုတ်တယ်ညီမဟုတ်တယ် တို့ကအထက်စစ်အနဲ့နဲ့ အာတော့စမ်းမကျင်ညံဖမှန်ကပတ်နဲ့ပါ အေးလေအဲ့ဒါကြောင့်မလို့အထက်စင်အနဲ့လို့ပြောတာပေါ့ခိုင်းမြင်တဲ့အတိုင်းပဲအနေသေးတော့ဝိုင်းနေပြီ ဟုတ်တယ် အဲ့ဒီတော့ကသွားသတိစားသတိသူတို့လူတွေဒီမှာရှိနေတယ်ဆိုတာကတော့သိရနေပြီ သိကြတယ် ဒီတိုက်ပွဲမှာတနတ်တလဲမြတ်လိုက်တယ် ဟာအဲ့ဒီတနကျွန်တော်ပေးကျွန်တော်ကလက်သိပ်ဖြောင်းတာ မရဘူးလေအခုမကင်နဲ့ဘူး ဘာဖြစ်လို့လဲ နောက်မှလူတွေမြင်သွားရင်မကောင်းဘူး ဟဲ့သူ့စကားကြီးကမုန်းစရာကြီး ကိုဘခေထားစမ်းမအောင်မြန်မြန် ဘာတော့ဘာဖြစ်လဲ ညီမလေးမရှိတော့ဘူးကိုဘခေ ညီမတို့ ထားစမ်းမအောင်ဟုတ်ကဲ့ ဘယ်သွားလို့လဲ ခုနကကားနံလူကြားတာနဲ့တူလက်နိုးတာ ဟမ် ကြည့်လိုက်တော့ကားကြီးတစ်စီးခပ်ဖြည်းဖြည်းထွက်သွားတာတွေ့လိုက်ရတယ်တူမတင်ရတာနဲ့ထွက်ကြည့်တော့ညီမလေးမရှိတော့ဘူးကိုဘခေရစမ်းမအောင်မြန်မြန် ဒီယွန်းပြင်းကလည်းစောစီဘယ်သွားတာလဲဒါလောက်အန်ဒီရီဝိုင်းနေပါတယ်ဆိုနေမှာပဲ အိမ်သာသွားတာဖြစ်မှာပေါ့အိမ်သာသွားတော့ ဟိုက် ဒုက္ခပါပြီ ဒါလို့ဆိုမဖြစ်ဘူးလိုက်မှာပဲ တူလေးလိုက်မယ်လေ မလိုက်နဲ့အနေများတယ် အိုး ကိုဘခက်သွားမယ် ကဲရဲတိုင်မလားနီနီနုနွယ် အော်ဟွန်းသူပြန်လာမှပဲစီစဉ်နိုင်မယ်ကိုလာမောင်ကြီးသူမလာမချင်းကျမဘာမှစိတ်မလုပ်ချင်သေးဘူး ဟောအင်းရှိမှာကားလန်ကြတယ် ဟဲသူပြန်လာပြီကိုလာမောင်ဟင်ကိုမခေအမလီစိတ်ပူလိုက်ရတာကိုမခေအာ ကံကောင်းလို့ပါလားတို့ရဲ့နော်ကြီးစမ်းလူရဘောကကြတော့မယ်စမ်းကိုသားအောက်ကစီပွေမထားရင်ကွဲပြီ လူအောက်ချပေးပါအောင်
တခါလေပွေထားလိုက်တာ ဟာဟုတ်တာပဲ အော်မလေးတီပါပြီတီပါပြီ sorry အောက်ချသလိုရောင်ပြီးတော့လွတ်ချလိုက်မိတာပါတို့ရဲ့နော်ဖေနဲ့နာပါသေးလေ နားတာပို့တအားလှုပ်ချတာတန်းနေညီမလေးရော မတွေ့ခဲ့ဘူးပါလာပြီခမရတို့ဘယ်သူတွေလဲကျွန်တော်ဘယ်ခေါ်ပါကြမလို့လဲဗျပြောစမ်းမအောင် တို့လူတွေပါမင်းကလေးကိုတဏှာကိုခေါ်သွားကြမလို့ ဘာပြောရဗျ မေစေးပေးပြီးဖမ်းလာခဲ့ကြအတာတကြီးနဲ့အေးအေးဆေးဆေးလိုက်ရင်လိုက်ဟုတ်တယ်မလိုက်ရင်မင်းပါနုနုလေးရောင်ကိုင်းတော့အောင်ရိုက်ပြလိုက်မယ်နားလေလား အိုးဒီမေကျွန်တော်ဘယ်ခေါ်ပါကြမလို့လဲဗျာ မင်းကိုတွေ့ကျင်တဲ့လူတစ်ယောက်ရှိတယ်အဲ့ဒီလူစီကိုခေါ်သွားမလို့ အဲ့ဒီလူကဘယ်သူလဲ ဦးစပူကျော် ဗျာ ဒီမဲ့ဥစဘူးကျော်ခမရဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ပေးနိုင်ရင်ကျုပ်ကဒေါ်လာ1 သန်းပေးမယ် ဘာ ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ပေးနိုင်တာဒီကဘာပေါ်မှာခမရတယောက်ပဲရှိတယ်ကျုပ်စကားကိုနားထောင်စမ်းဒေါ်လာ1 သန်းဆိုတာနဲတာမဟုတ်ဘူးနော်မာဒီမာတော့ခမရမီလီယံနာတတိကြီးဖြစ်သွားမှာပဲခမရအနေနဲ့ဗမာပြည်မှာမနေခြင်းဘူးဆိုရင်နိုင်ငံခြားတိုင်းပြည်တပြည်ပြည်မှာနေဖို့ကျုပ်ကဆောင်ရွက်ပေးဦးမယ်ကဲဘယ်တိုင်းပြည်မှာနေခြင်းတလဲပြောပြော ဒီနဲ့ချောင်းမင်းကငါ့ကိုငွေ1 သန်းပေး ဟုတ်တယ် အေးပန်း100ပေးလေငါနိုင်ငံကလွဲပြီးဘယ်နိုင်ငံမှမနေဘူးကွာငါလေလားမင်းတို့မကျေနပ်ရင်ငါကိုတတ်ပြစ်လိုက် ကြီးကြသေးတာပေါ့ဥစပူကျော်ရဲ့ခမရဘယ်အထိတင်းခံနိုင်မလဲဆိုတာမကြခင်သိရပါစီမယ်ဟောဗျာပြောရင်ဆိုရင် ကျွန်တော်လှုပ်ကမဆွေးနဲ့ကျွန်တော်ဖာလာကျွန်တော်သွားမယ်လှုပ်လက်စမ်းပါဗျာ ဟင်သမီးလေးစုသွဲ ဖေ သမီးလေး ခမရဘာတတ်နိုင်သေးလဲဥစပူကျော်ကျုပ်စကားကိုနားထောင်မလားဒါမှမဟုတ်ခမရသမီးလေးကို ဟေးကောင်ချောင်းနင်းရုပ်မှလာကြည့်လားကွာမင်းကငါအသေးတတ်မယ်မေ ကျုပ်လိုရိုးရဘောက်စင်သမားရဲ့ခြေတော့ဘလောက်ပြင်းနေဆိုတာခမရသိသွားပြီမို့လားဖေခမရတို့တိတ်ရဆက်တဲ့လူတွေပါလားဖေ မင်းကလေးဖေအဲ့ဒီလိုမဖြစ်စေရင်တို့ခိုင်းတာလုပ်ရမယ်ဘယ်နဲ့လို့ငါသမီးလေးကိုတော့မလုပ်ကြပါနဲ့ကွာမင်းတို့ခိုင်းတာငါလုပ်ပါမယ် ပြောဒါပေမဲ့ ဘာဖြစ်တယ်လဲဥစပူကျော်ဘာဖြစ်တယ်လဲ အေးမင်းတို့လက်ထဲမှာရှိတဲ့အယုတ်ကအတုကြီးဆိုအဲ့ဒီအတုနဲ့ဒီလျှို့ဝှက်ချက်ကိုဘယ်လိုလုပ်အဖြေထုတ်ပေးနိုင်မှာလဲချောင်းရဲ့ ဟုတ်ပြီလေဟုတ်ပြီအဲ့ဒီအစ်စ်ကိုရအောင်ကျုပ်ယူပေးမယ်ဥစပူကျော်ဘာခဲ့ရမင်းလှုပ်လိုက်မှဖြင့်ခက်ခဲကြမ်းတမ်းတဲ့အန်ဒီရများတဲ့အလုပ်တွေကြီးပါပဲလား ဟာငါကဘယ်တော့မှလွယ်တဲ့အလုပ်ကိုလုပ်ခဲ့ဘူးလို့လေတကယ်ချင်းလွယ်တဲ့အလုပ်ကိုငါကိုယ်၌ကလည်းမကြိုက်ချင်ပါဘူးကွာလွယ်တဲ့အလုပ်အန်ဒီကင်းတဲ့အလုပ်တွေကိုအမြဲတမ်းရွေးလုပ်နေတဲ့လူဟာလေကြာတော့ကအလွယ်ကြိုက်သွားရောကွာ တဲဆိုရက်စာပါလား ဟုတ်တယ်အဲ့ဒီအချိန်မှာအခက်အခဲတစ်ခုအန်ဒီတစ်ခုကိုဝင်လာရင်မျိုးလုံးပြမျက်စံပြနဲ့ဘာလို့မှမသိဖြစ်တယ် မင်းရဲ့အပိဓမ္မာကတစ်မျိုးပါပဲလားကွာအေးမင်းတို့တော့တဲ့ခီးကိုငါလဲလိုက်ဒီတောတွေကိုငါကျွမ်းတယ် မင်းလိုက်မှဖြစ်မှာပေါ့တကယ်ချင်းမိုက်ကယ်လာမလာပေါ့ကွာဒီနေ့ထွက်ဖို့တော့ငါတော့ဆုံးဖြတ်ပြီးပြီ ဟုတ်ပြီ မထွက်လို့လည်းဖြစ်ကုန်မဖြစ်တော့ဘူးဟိုသင်္ကမကလည်းမြေအိမ်နဲ့မြက်ခွက်ဖြစ်နေပြီမြေအိမ်ကလည်းကွာထွက်လိုက်တာဟိုသူ့ကိုယ်ထဲမှာမြေအိမ်မှာကြံသေးရလားတော့မသိဘူး ဟာချောလိုက်ပါလားကွာဒါနဲ့မင်းကြီးသားဆို ဟာတူတူပြောပါကြတော့ပါအောင်မယ်
အဲ့ဒါငါရင်ထဲမှာဖြစ်နေတာတွေကိုငါပြောတာပါကွာမင်းကဒုက္ခပါပဲကွာဟုတ်တော့ ဟုတ်တော့ तू ကငါ့ကိုကြိုက်လို့တဲ့တနာစရာကြီးပါလားဟင်ငါချောင်းနာထောင်နေတာကို तू မသိဘူး ဘာမကြီးဟိုမမင်းလည်းတစည်းလာနေပါလား ဟာဟုတ်တယ်ဟေ့ဟာဒီကိုလာနေတာဟာ ဟာမိုက်ကယ် Hey, yes, Tiger. ကဲခဏတော့နားကြရအောင်ပါလေ sorry ဘာခေထွက်ထချင်းလေးနဲ့ကိုခွင်းလာပါလားကွာ ကြည်စမ်း ဟာဟိုတော်ဆုံးကပြစ်တာဟဲ့ အေးတို့ကိုပြစ်တာမဟုတ်ဘူး ဟမ်ဒါဆိုရင်ဘယ်သူ့ကိုပြစ်တာလဲ ဖြစ်ပင်ကိုဟောတို့ကိုတတ်ချင်တန်းနဲ့ချောင်းပြစ်မှာပေါ့ကွာမင်းကလည်း အေး အဲ့ဒီမြတ်ကိုသွားနှုတ်ဆိုင်လှမ်းမ ဟာအမမဲဘာခေမဆုံးအတွေ့အခေါ်တော်တော်ကောင်းတယ် ဟေးဟေးကောင် ဟင် ပညာရှိကွာပေးစံမြားစီတမှာပေဘူးလွှာကလေးဖတ်ကြည့်အောင်ပေးစံဒီ ကိုပတ်ခင်နဲ့မမနုနွေကျွန်တော်နဲ့ဖေဖေကိုသူတို့ဖမ်းထားကြတယ်ကိုပတ်ခင်စီကမဟူရဘလူးရုပ်လေးရရင်ဘာမှမလုပ်ပဲပြန်လှုပ်ပေးမယ်တဲ့အဲ့ဒီတော့ဘလူးရုပ်ကလေးကိုလက်ပံမင်းတောင်ပေါ်ကလက်ပံမင်းကြီးရဲ့အရှိဖက်3 ပေအကွာမှာမြုပ်ထားခဲ့ပြီးကိုပတ်ခင်နဲ့မမနွေပြန်ညပါကျွန်တော်တို့အလောင်းပွန်ချောင်းတွေကမျောလာတာမမြင်ချင်ရင်သူတို့ပြောတဲ့အတိုင်းဘလူးရုပ်ကလေးကိုထားခဲ့ပြီးရိုက်ကိုပြန်ကြပါဒါမှကျွန်တော်နဲ့ဖေဖေကိုလက်ပြားနဲ့မတို့ပဲပြန်လှုပ်ပေးပါမယ်တဲ့တိတ်ကြောက်နေတဲ့ညီမလေးစုသွေ တို့ ရှင် ဒါဘာလို့လဲဖတ်ကြည့်လား ဟဲဒါညီမလေးစုသွေးလက်ရည်ပဲ ဟလား ဒုက္ခတော့တွေ့ကြပြီတင်နေကိုပါခင် အိုးဒုက္ခတွေ့ရင်ဒုက္ခတွေ့ဦးမှာပေါ့ခက်တာရှိရင်လွယ်တာရှိရမှာပဲဘာမှစိတ်တမကြနဲ့ကဲတောင်းမကိုဆက်တက်ရအောင် ဟုတ်ကဲ့မောလိုက်တာကိုပါခင်တို့ဆက်ပြီးမရှောင်နိုင်တော့ဘူး ဖြစ်ပြီကဲမလျှောက်နိုင်တဲ့ပခုံးဘောကလိုက်ခဲ့ အိုးဘယ်လိုလုပ်တာလဲကိုကြီး အိုးဘာလို့စမ်းမနဲ့တို့တို့မှလှုပ်ရှားနေကြကြီးတယ် ထွတ်စမ်းမ ကဲလာစမ်းမညီညီလိုက်ပြလိုက်ပါဒါပဲပြောမမောင်ငယ်အားလုံးတို့ကပြီးမှဖြစ်မှာဒါကြောင့်အစကပြောတယ်မလားမလိုက်ခဲ့ပါနဲ့လို့ပြောထားတယ်ကဲကီမာကြီးရဲ့ခရာလေးသမားကြီးဆိုဒါတော့တော့ပြော့ဆို လွတ်စမ်းမလွတ်တို့ဘာသာတို့ရအောင်ရှောက်မယ်လွတ်စမ်းမ ညီလိုက်စမ်းကဲအမလေးနားရဲကြည့်စမ်းမ ကဲဖတ်ပလားပခုံးဘောကညီလိုက်ဆို မောလိုက်ရင်ကိုပါခင် မောလာရင်ကိုပါခဲ့မောတာဘော တို့ကတိတ်လေးလို့လိုက် ဟမ်လေးတာတလောက်မဟုတ်ဘူးခင်ဗျာမောတာကတခြားပါတတကဲဥစပူကျော်ကြီးကျုပ်ဘက်ကတော့တာဝန်ကြီးပြီဟောဒီဘလူးရုပ်တွေကအစ်စ်တွေပဲဒီတော့ခမည်းသမီးလေးကိုမဲ့တပေါက်မစွန့်စေခြင်းရင်ခမည်းဂရီအတိုင်းအဲ့ဒီအရုပ်တွေရဲ့လျှို့ဝှက်ချက်ကိုအဖြေထုတ်ပေးတော့ဗျ အေးကောင်းပြီလေမင်းကတိအတိုင်းတီပါစေချောင်းအေးဒါပေမဲ့ဒီအယုတ်ကလေးတွေကိုတွေ့တဲ့သင်္ချိုင်းကိုအဝကိုတော့လိုက်ပို့ရလိမ့် အဲ့ဒီအရုပ်ကလေးတွေနဲ့ကြီးပရပိုက်ကိုခမည်းဘယ်မှာတွေ့ခဲ့သလဲ ကြောက်ကူကြီးတစ်လုံးနဲ့ပါ အဲ့ဒီတင်းငိုင်းကူလားအဲ့ဒီကြောက်ကူကြီးလား အေး မောင်ခွေမြေပေါ်ယူရကြ၏အားရကဲဒီမှာကြည့်ဟောတာတန်လွင်မြင့်ဒါကရှားတော့ဟောတာကစလောင်နဲ့ပုံချောင်းကဲခမည်းတွေ့တဲ့ကြောက်ကူကြီးကဘယ်နားမှာ
ဒါရှာတော့ဆိုရင်ဟောဒီငါမှာကြောက်ကူကြီးတစ်လုံးရှိအဲ့ဒီကူကြီးတဲကအယုတ်ကလေးကိုရခဲ့တာအဲ့ဒီနေရာမှာပဲဒီဘလူးရုပ်တွေရဲ့ရှုပ်ဝဲချက်တွေရှိတယ် ကောင်းပြီဥစပူကျော်ကျုပ်လူတွေကဒီကူဝကို24နာရီအတွင်းပြအောင်ရှာကြလိမ့်မယ်ခင်ဗျားတို့ကောင်းကောင်းအနားယူကြပါလိုတာရှိရင်လည်းပြောစားကျင်တာရှိရင်လည်းပြောခင်ဗျားအလိုဆန္ဒတိုင်းအားလုံးဖြစ်ရမယ်ကဲကျုပ်သွားလိုက်အောင် သမီးလေးစုသွဲ ဗျာဖေဖေ သမီးကြီးနုနွယ်နဲ့မုံဘခက်တို့ဒီကိုလိုက်လာတာသိကြပြီဖေဖေတော့သမီးကြီးနုနွယ်အတွက်သိစိုးရင်လေကွယ် ဟုတ်တယ်ဖေဖေ အမှန်တော့ဒါတွေဟာအားလုံးဟာဖေဖေကြောင့်ဖြစ်ရတာ အိုးအဲ့ဒီလိုမပြောပါနဲ့ဖေဖေဟာဒီကိစ္စအားလုံးဟာမမယူနေကြောင်ဖြစ်ရတာပါ အိုးမဟုတ်သေးဘူးမဟုတ်သေးဘူးဖေဖေကို၌ကစတ်စော့ပြီးဒီရှေးဟောင်းပစ္စည်းကိုယူခဲ့မိလို့ ဖေဖေဒီဘလူးရုပ်ရဲ့လှည့်ဝဲချက်ကိုဖော်ထုတ်ပေးလိုက်ရင်ဘာတွေတွေ့မလဲဟင်ဖေဖေ โอ้အဲ့ဒါတော့မောင်ဘခက်ပဲသိမယ်ထင်တယ်သင်ငိုင်းကူကဗျာဒလမလက်ညှိုးညွှန်ရအတောင်တရားလို့ကြေးပရပိုက်ထဲမှာပါထားလေတော့ဟောဒီဘလူးရုပ်ကလေးလက်ညှိုးညွှန်ထားတဲ့ပဲဂိုက်90အကွာအဝေးမှာဒီကောင်ဒလပန်းရဲ့နေရာရှိ အတောင်တရားဆိုတော့လက်နဲ့တောင်ပြီးတိုင်းထားတာလားဟမ် အေးဟုတ်တယ်ရှေးတုန်းကတော့ပေတံတွေဘာတွေဘယ်ရှိမလဲ ဒါဖြင့်တိကျပါမလားဥစပူကျော်ရဲ့ဟမ် ဟာသိတိကြတာပေါ့ကွာဘယ်မင်းကြီးဥမို့ကရတနာဘုံမန္တလေးမြို့ကြီးကိုတီတော့သူ့ခြေလှမ်းနဲ့တိုင်ကြီးမျက်လုံးနဲ့ဒီဂရီချိန်တာကွာဟုတ်လားစံကြီးမြင်တော့တောင်းမလွယ်ဘူးဆယ်စံကြီးတနှမ်း6နှမ်းတမှုရော4မှုရော1လက်သိ8လက်သိ1မိုက်3မိုက်1ထောင်ဆိုတာတွေဒုဗမာတွေရဲ့အမတောင်တိကျတဲ့အတိုင်းတာတွေပေါ့ကွာဗမာတွေဟာအဲ့ဒါလောက်တော်တယ် အင်းလေဒါထားလိုက်ပါခုနကိစ္စဆက်ဆမ်းမအောင်ဗျာ ဒီမှာကြည့်ကွာဒီဒလပန်းကနေလက်ညှိုးညွှန်ရအတောင်တရားဆိုတော့ဂိုင်း90အကွာအဝေးမှာသမင်ထောဆိုတဲ့ဟောဒီဘလူးရုပ်ကလေးရဲ့နေရာရှိဟောဒီပုံစံမျိုးအဲ့ဒီပုံစံမျိုးလေးထွက်လာလိမ့်မယ်နေရာ3ခုဗဟိုပြုတ်စက်ခုနှစ်ကွင်းပဲမလင်းလင်းသည့်နေရာရှာဖွေပါဆိုတဲ့စကားဝတ်ရဲ့ဤဆိုရဟောဒီဘလူးရုပ်3ရုပ်ရဲ့အလဲဘဟိုဟောဒီနေရာမှာစက်ခုနှစ်ကွင်းဆိုတာရှိလိမ့်မယ် ကောင်းပြီလေဒီလောက်သိရင်တော်ပါပြီခက်ထားကတင်းချိုင်းကူတွေအများကြီးဗျခမရတွေ့ခဲ့တဲ့တင်းချိုင်းကူကိုမှတ်မိသလားဥစပူကျော်ဟမ် ဘယ်မှတ်မိတော့မလဲကွာကဲမင်းတို့သိကျင်တာကိုပြောပြီးပြီငါနဲ့ငါသမီးကိုပြန်လွတ်တော့ ကျုပ်တို့ကိစ္စမပြီးသေးပါဘူးဥစပူကျော်ခမရသမီးလေးကိုကြမ်းကြမ်းမှမြင်ချင်းတော့ကျုပ်တို့ကိစ္စပြီးတဲ့ဒီသီးခံပြီးနေလိုက်ပါအောင်ဗျာအခုခမရသမီးလေးဟာ ဘာငါသမီးလေးဘာဖြစ်တယ်ပြောလိုက်ချောင်း ဘာမှတော့မဖြစ်ပါဘူးဟဲ့ကောင်လေးကောင်မလေးကိုဒီကိုခေါ်ရအောင်ကွာလာကြကောင်မလေးမင်းအဲ့ဒီမှာရစမ်း သမီးစုသွဲဘယ်လိုဖြစ်တာလဲငေးကြောင်ကြောင်ကြီးနဲ့ ဟဲ့ကောင်မလေးမင်းငါနဲ့အတူနေမမို့လားဟမ် သမီးလေးဖေဖေလေး ဘယ်ကဖေဖေလဲမသိဘူး ချောင်းမင်းကသမီးကိုစေးထိုးထားပြီပေါ့ဟုတ်လား ဒါတော့ခမရဖာသာခမရပဲစဉ်းစားကြည့်ဖို့ခမရကိုရန်ကုန်ကဒီအထိရောက်အောင်ခေါ်လာနိုင်သေးတာပဲဒီတော့ခမရပြန်ချင်းပြန်သူကလေးကတော့ကျုပ်နဲ့တူနေခဲ့မှသိကြတယ်ဘယ်နဲ့လဲဟမ် ကောင်းပြီချောင်းမင်းကသမီးကိုလက်ဖြားနဲ့မထိနဲ့မင်းတို့ခိုင်းတာငါလုပ်ပေးမယ် ကောင်းပါပြီဥစပူကျော်
ခမရအခုကျုပ်တို့ကိုအကူအညီပေးနေတဲ့ကိစ္စဟာပေါ့သေးသေးမဟုတ်ဘူးဗျနော်ခမရတို့မြန်မာတက္ကရာ1959ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်လောက်ကအလောင်းဖျားလို့ခေါ်တဲ့ဥအောင်စရာနဲ့ပတ်သက်နေတယ် ဟေးဘာနဲ့ပတ်သက်ငါမသိဘူးစိတ်လည်းမဝင်စားတော့ဘူး အဲ့ဒါကအခုလုပ်နေတဲ့ကိစ္စကိုခမရတိတိကျကျမသိသေးလို့ပါတန်ပေါင်းများစွာချမ်းသာနေတဲ့အလုပ်ဗျစိတ်ပါလက်ပါလူစမ်းပါဗျ ဟေးမင်းတို့ခိုင်းတာငါလုပ်မယ်အေးခိုင်းတာကိုလုပ်မယ်ဆိုရင်ပြီးရောပေါ့ငါသမီးကိုတတိယအောင်ပြန်လုပ်ပေးအခုလုပ်ပေး ကူဝကိုအရင်ရအောင်ရှာလို့ဥစပူကျော်ကျုပ်တို့ပြန်လာရင်ခမရသမီးတတိယလာမှပြေးကြပါတယ်ဗျာ အိုးမလို့ချင်ဘူးငါသမီးမပါပဲငါဘဲမှမသွားနိုင်ဘူးကွာ ကဲအောင်ချစ်ညာဗျာမလေးကခေါ်ကြတယ်ကဲခမရပြောတဲ့တကူကိုသွားကြမယ်ဒါနဲ့ကြီးပြပိုက်ကိုတွေ့တာကူကြီးတဲ့ကနော် မင်းကငါဘယ်နှခါပြောရမလဲကြေးပရပိုက်ကြိုက်ထားတဲ့အယိုးစုရှိတဲ့ကူကွာ ဘာဒီလေကိုဘက်ကပန်းလိုက်ကျွန်တော်တို့ဒီဘက်ကနေကာရမယ်ကျုံတဲ့ဝင်အောင်ဖာဒီကတနက်နဲ့တစ်ချက်ပြစ်ပေးပါ ကောင်းတယ်လို့ စင်ကြီးမြေရင်းနဲ့ကို6ကျုံဝင်သွားပြီကွာကြည်စမ်းပိုင်ပြီ ဟဲ့အရင်မလုပ်ကြတော့ဝေး ဟာဖာဒီအမလီကြည်စမ်းမအောင်စင်ကြီး6ကအသားတွေမရှိတော့ဘူးအမလီဘယ်လိုဖြစ်တာလဲဖာဒီဘယ်လိုဖြစ်တာလဲ ဟဲ့ကောလေဒီနေရာကမြန်ပြေးကြအဲ့ဒါအောင်း ဒါအောင် အောင်ဟုတ်လား အေးအောင်အင်မတန်မှကြောက်ဖို့ကောင်းတယ်တရဝါလေးတွေအဲ့ဒါမိုးစိုးကြီးတယောက်ကငါ့ကိုပြောလို့ငါကြားဖို့ခဲ့တယ်တကယ်အဖြစ်အပျက်တစ်ခုကိုပြောပြတာပါပဲ ကဲဆိုတော့ အဲ့ဒီကောင်လေးတွေဟာလက်မလောက်ပဲရှိပြီမဲ့အင်မတန်မှအစိတ်ပြင်းနေဆိုပဲဘဒူမဲတို့ဒီအီကုတ်တို့ဆိုတဲ့အစိတ်ကောင်တွေတောင်မှအဲ့ဒီအောင်လောက်ကြောက်စရာမကောင်းဘူးဆိုပဲခုနကမင်းကြားရတဲ့လေးမြန်တန်ဆိုတာကအဲ့ဒီအောင်ကောင်လေးတွေမြေကြီးအောက်မှာအလုတ်လုံနေတဲ့အတမ်းပဲ ဗျာဟုတ်အဲ့ဒီကောင်တွေဟာမြေကြီးအောက်မှာနေတာလား အေးဟုတ်တယ်ဒီအောင်ဆိုတဲ့ကောင်လေးတွေဟာကြိုက်လိုက်ရင်အသရစ်တွေအတုံးလိုက်ပါသွားတယ်တဲ့ ဟာကြောက်စရာပါလား ပြီးတော့ကအဲ့ဒီအောင်တွင်းရှိတဲ့နားမှာဆိုရင်ကြားရကောင်အမြဲရှိတတ်တယ်တဲ့ ဟာအဲ့ဒါဘာဖြစ်လို့လဲပတ်ခဲ့ရ အောင်ကောင်တွေဟာကြားကိုသူတို့တွင်းလူတွေမဖြစ်စီးအောင်တရဝန်လုတ်ခိုင်းထားတယ် အိုးကြားကိုတရဝံလုတ်ခိုင်းထားတယ်ဟုတ်ရလားကွာ အေးဟုတ်တယ်ကြားကတောင်မှဒီကောင်လေးတွေကိုပြန်ကြောက်ရတာဒါဆိုရင်ဒီကောင်တွေဘလောက်ကြောက်စရာကောင်းတယ်လဲဆိုတာမင်းစဉ်းစားကြည့်ပြီးတော့ ဒီကောင်လေးတွေကကြားကိုဘယ်လိုလုတ်ပြီးတရဝံလုတ်ခိုင်းတာလဲကွာပတ်ခဲ့ရ ဒီလိုကြားကိုသူတို့တွန်းနှရောက်အောင်အောင်းကောင်တွေဟာဝိုင်းပြီးတော့မောင်းလာကြတယ်ကြားမပြေးနိုင်အောင်ဝိုင်းပြီးတော့တုတ်ကြတာပေါ့လေသူတို့နေတဲ့မြေတွင်းဘက်ကိုသွားတဲ့လမ်းကလွဲပြီးတော့ကကြမ်းတဲ့လမ်းတွေကိုပိတ်ဆို့ထားလိုက်ကြတယ်အောင်းတင်းနာရောက်တော့ကအောင်းကလေးတွေကဝိုင်းထားလိုက်တယ်လေကြားဘဲမှမပြေးတာတော့ဘူး ဟာတဲ့ဟုတ်ပါလားပတ်ခဲ့ရဒါနဲ့ကြားကဘဲမှမသွားရတော့အစာငတ်ပြီးသေမသွားဘူးလား ဟာဘဲသေးမလဲအောင်းတွေကပဲအစာရှာပြီးတော့ကျွေးကြတယ်လေ အမေဘယ်လိုများရှာပြီးကျွေးကြတာလဲကိုဘခင် သမင်အုပ်တွေကိုတောချောက်သလိုဝိုင်းတုပ်ပြီးတော့ကအောင်းတွင်းဘက်ကိုမောင်းချတာပေါ့ ကြည်စမ်း ကြားစားဖို့ဖြစ်လာတာပေါ့အဲ့တော့ဘယ်လောက်ပိုင်လဲအဲ့ဒီလိုနဲ့သူတို့ရဲ့တွင်းတွေကိုလူတွေမဖြစ်စီးနိုင်အောင်ကြားကိုတရဝံစောင့်ခိုင်းထားတယ် အော် ဟာဒါဆိုဟုတ်ပြီဒါကြောင့်မို့ခုနကကြားကကျွန်တော်ကိုမလိုက်တာကို အေး အမလီတဲ့ကြောက်စရာကောင်းနေအောင်ပါလားဟမ်ပတ်ခဲ့ရ အေးမင်းတော်တော်ကံကောင်းတယ်မင်းမှတ်သိလားအောင်းတကောင်နေမြတ်တွေးလိုက်ရင်လေ
နေမလွယ်ဘူး အေးကွာကြောချမ်းခဲ့ပြီ မင်းအသားတောင်မှရှားလို့ရမှာမဟုတ်တော့ဘူး အမလီဘာခက်ပြောတာနေကြက်တင်းအောင်ထားလာပြီဟဲ့ ဒီနေ့မှာအောင်တွင်ရှိနေပြီဆိုတော့မင်းတို့ငါတို့သတိထားပြီးနေကြရမယ်တို့ရဲ့ဖေဖေနဲ့ညီမလေးကိုကြင်နိုင်ဖို့ကတော့ဖြင့်တိတ်တော့မလွယ်ဘူးပေါ့လေစွန့်စားရမှာပဲအခြေအနေနဲ့အခြေအခါကိုကြည့်ပြီးတော့ကကဲရမှာပဲလေ ဒါပေါ့လေ သူတို့ကတင်းအားကများတယ်ကဲဒီတော့လှမောင်ရင် ပြောပါဘာခက် မောင်ရင်ကဒီလမ်းလေးကိုကျွန်းကျင်တယ် ဟုတ်ပြီ ရှားတော့ရဲစခန်းကိုသွားပြီးတော့ကကိုကြီးတောင်း ဟုတ်ပြီ ရန်သူအင်အားဟာအနည်းဆုံး15ယောက်လောက်ရှိတယ်ဆိုလို့ပြောပြည်သူရဲတွေကိုသတင်းပေးပြီးတော့ကဒီကိုခေါ်လာခဲ့နော်မင်းငါပြောတာနားလေလား အေးနားလေငါဘယ်တော့သွားမှာ အခုသွား ဟာငါတယောက်ထဲလား ဩအေဂျင့်တနတ်ကိုမင်းနဲ့ငါပေါ်ထည့်ပေးလိုက်မယ် ဟုတ်ပြီ ဒီတနတ်ကိုမင်းကျွန်းကျင်ရလား အာဟာဒီလောက်တော့ရပါတယ်ကွာကဲငါသွားမယ် အေးတကယ်လို့လမ်းမှာရန်သူနဲ့တွေ့ရင်လက်ဦးအောင်သာဆော်ပြလိုက်ကွာ စိတ်ချပါတိုက်ကဘတ်ခက်ရဲ့ ကဲသွားတော့ကဲတို့ ရှင် ဟောဒီကူဘကိုရန်သူတွေမမြင်နိုင်အောင် โอเค ပုံဖြတ်ထားရလိမ့်မယ်တို့ ရှင် ထဝိုင်းလို့သမောင်းလေး ကိုဘာခေ ဟမ် ကိုဘာခေ ဟမ် နားထောင်စမ်းဒါဘာသာလဲ ဟမ်ဟိုင်ဒါ ကိုဘာခေဘာလဲပြောစမ်းပါ တို့ဒီနေစမ်းတို့ ဟဲ့ တို့ဒီနေစမ်းကြည်စမ်းလှမ်းပုံထွက်သွားတာဘာမှမကြသေးဘူးတို့ရှိတဲ့ကိုသူတို့တန်းတန်းမရောက်လာတယ်ကြည်စမ်း သူတို့ဆိုတာ ရန်သူဖြစ်မှာပေါ့ ဟဲ့ ဒါလှမ်းပုံတစ္ဆာဖောက်တာပဲလှမ်းပုံတစ္ဆာဖောက်တာပဲဖြစ်ရမယ် ဟုတ်တော့ လက်ဆက်ပတ်တော့ဟမ်ပေါင်းချမ်းသူတွေနဲ့ပေါင်းပြီးတို့များကိုတတ်ရှို့တာပဲတို့ ဒါဖြင့်ဘယ်နဲ့လောက်ကြမလဲကိုဘာခေဘယ်လိုလုပ်ကြမလဲ ညီလေးကြည့်တယ်ညီလေးကြည့်တယ်ဒီဘက်ကိုလာနေပြီတွေ့လား ဟုတ်တယ် တန်နေနီးလာတယ်တို့ ဘသူတွေလဲကိုဘာခေ မသိသေးဘူးလေအန်ဒီကောင်နေဖြစ်မှာပေါ့ဒါလေးကြည့်တယ်ဒါလေးကြည့်တယ် ဟောဟေးဖေနဲ့ညီမလေးစွတ်တွေတော့ ပစပ်ပိတ်ခါစမာလို့ဆိုနေအတန်လုံးဝမထွက်စေနဲ့လုံးဝမထွက်စေနဲ့ โอเค ကြေးပရပိုက်ကိုကြိုက်ထားတဲ့အယိုးစုကူဆိုတာဘယ်မှာလဲ ဒီနမ်းမှာပဲလို့ငါထင်နေချောင်းဟောဒီကညင်မင်းကြီးကိုငါစိတ်မှာမှတ်မိနေသလိုပဲအေးအတိအကျတော့မဟုတ်ဘူး ဒီနေရာအမှန်ဆိုရင်ဂူဝါကိုတွေ့မှာပေါ့ဥစပူကျော်အသေးချာပြန်စင်းစားမအောင်ဗျ အိုးဖေ ပြေသမီးပြေထွက်ပြေ ဟုတ်ကဲ့ဖေခမရရုပ်မလာကြီးလားဗျကိုအဖေအရွယ်လောက်ရှိတဲ့ဥစ္စာကိုခမရတို့မရှိကြဘူးလား မင်းကလေးလည်းဘယ်ဆိုးလို့လဲကဲ ဖေညီမလေးမမ ဟာတို့ညွန့်နေခွေးမ ဟောအစင်သက်လိုက်တာယုံထောင်တာတောကောင်မှမိနေပါလားဟင်ဂူဝါကိုချိန်ထားတိုင်းဟဲ့ဒါမှမသူရှိသေးလဲရှိထွက်လိုက်တာ ကိုဖေ မထွက်ရင်အကုန်တော့ရမယ်ကွာ ဟောလာပါပြီဗျာလာပါပြီပြစ်ပါတယ် ဟော ကိုဘာခေ တိုက်ကဘတ်ကက်ဆိုတာမင်းကိုဟင် ဟုတ်တယ်ဗမာလိုတော့ကြားဘခက်ဆိုပါ ဂျာဘတ်ကက် ဟုတ်ကဲ့ ဂျာဘတ်ကက်မင်းငါလည်းကမလွတ်နိုင်ပါဘူးကွာ ဟုတ်ပါတယ်ဒီမဲ့ချောင်း မနေ့ကလက်ပံမင်တောင်ထိတ်ကခမရသွားတဲ့မဟူယာဘလူးရုပ်ဟာအတူကြီးဗျအစ်စ်ကလှမ်းမောင်ကြီးဆိုတဲ့အကောင်ယူပြီးတော့ကထွက်ပြေးသွားပါပြီခင်ဗျာ ဘာကွာဘာ ကျွန်တော်ပြောတာရှင်းပါတယ် ဒီအကောင်ဟာတစ္ဆာဖောက်ပြီးတော့ပါအဲ့ဒီဘလူးရုပ်ကလေးကိုယူပြီးတော့လစ်သွားတယ်လက်ပံမင်တောင်ထိတ်မှာတို့မြုပ်ခဲ့တယ်ဘလူးရုပ်ကအတူကြီး ဟဲ့ကောင်ဘာရဲ့မင်းတကယ်ပြောနေတာလားကွာဟင် ကူရဲကိုဝင်ကြည့်ပါလားဗျာခမရမဟုတ်ရင်
လှမောင်ကြီးရှိသေးသလားလို့ဝင်ကြည့်စမ်းပါ မင်းငါ့ကိုလှည့်စားလို့မရဘူးတိုက်ကပါခဲ မလှည့်စားပါဘူးခုခင်ဗျားတို့လက်ထက်မှာကျွန်တော်တို့ရေလိုဖြစ်နေပါပြီသွင်းရင်လည်းသွင်းတောက်ချင်းလည်းတောက်ဟုတ်လားမှောက်ချင်းလည်းမှောက်ပါ ဘယ်ကောင်ကြောစင်းဘောလူရုပ်တွေငါစီယူခဲ့စား ဒါပါရင်ဒါ ကဲဒီဘလူးသုံးကောင်ချစားမောင်ကွာကြည့်အောင် ကြည့်မနေပါနဲ့ချောင်းဒီထက်ကကျွန်တော်စီကရတဲ့တာလဘန်ဟာအတူကြီးဗျအစ်စ်ကလှမောင်ကြီးနဲ့ပါသွားပါပြီ ဟမ် ဆရာရဲဘယ်ကရဲလဲကွာမသိဘူးဆရာအယောက်30လောက်ရှိရင်ဒီဘက်ကိုလာနေတာ ဟာတို့ဆိုမဖြစ်ဘူးပြေးကြဟိုဘက်ကောင်ပြေးကြကွာပြေး ကြားပတ်ခဲ့ဇာလန်ဒုတိယပိုင်းကိုဤမာတွင်ခိတ္တရနာပြီးကြားပတ်ခဲ့ဇာသိမ်းပိုင်းကို